အားလုံးပဲမင်္ဂလာပါရှင်းထက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှင်းတက်ကထုတ်ထားတဲ့ဖုန်းဆိုတော့ရေးထဲကြလဲအေးဆေးပဲဒီလိုမျိုး AI commercial video လေးကိုပေါ့နော်ကျွန်တော် Google Flow ကိုအသုံးပြုပြီးတော့မိမိတို့လက်ထဲမှာပဲရှိနေတဲ့ဒီဖုန်းလေးတွေနဲ့အလွယ်တကူဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့အသေးစိတ်ကိုတော့ကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်လိုက်အောင်โอเคကျွန်တော်ဒီ Google Flow ကိုစသုံးတော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဖုန်းထဲမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ browser တစ်ခုခုပေါ့နော်ဒီ Safari ပဲဖြစ်ဖြစ်ဒီ Chrome ပဲဖြစ်ဖြစ်တစ်ခုခုတွေကိုအရင်ဝင်လိုက်ပေါ့နော်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော် search bar မှာ Google Flow ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ Google Flow ဆိုလို့ရှိရင်ရိုက်ရှာပေးလိုက်လို့ရှိရင်ဒီအပေါ်ဆုံးမှာပေါ့နော်ကျွန်တော်မြင်နေရတဲ့ဒီ Google Labs ဆိုတာလေးရှိရပြဒီ Google Labs လေးကိုဝင်ပေးလိုက်ပေါ့နော်ဒါဆိုရှင်ဒီလိုပုံစံမျိုးလေးပေါ်မယ်Google Flow ရဲ့ဒီဝင်တဲ့နေရာပေါ့နော်ပြီးလို့ရှိရင်ဒီမှာ create with Google Flow ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်โอเคသူကဒီမှာက Google Flow သုံးဖို့ဆိုလို့ရှိရင်ကျွန်တော် Gmail တစ်ခုအရင်ထည့်ပေးရမယ်ပေါ့နော်ကို့မှာရှိတဲ့ Gmail တွေဒီမှာလာပေါ်ပါလိမ့်မယ်ဒီထဲကတစ်ခုခုကိုသုံးနေတဲ့ Gmail တစ်ခုခုထည့်ပေးဆိုတော့ Gmail ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်ကိုကဒီထဲမှာကဘာ project မှမရှိသေးဘူးပေါ့နော်ကိုကတစ်ခုမှ project မလုပ်တာသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီလို new project ဆိုတာလေးကိုဟောတစ်ချက်နှိပ်ပြပါဒါအခုမှကျွန်တော် project အသစ်စပြီးဖန်တီးမယ်ဆိုတဲ့သဘောပေါ့နော်โอเคဒီမှာတွေ့နေရတယ်ကျွန်တော်ဒီမှာက sample လေးပေါ့နော် image ထုတ်တဲ့ပုံစံပါသူဘေးနားမှာသူ့ရဲ့ prompt လေးရှိပါတယ်ဒီအောက်မှာကျွန်တော်တို့ဒီ prompt box ရှိရပြကိုဘယ်လိုပုံစံမျိုး create လုပ်ချင်လဲကို prompt လေးထည့်ပြီးတော့ရိုက်ပေးလို့ရပါတော့ prompt ရိုက်ပေးလိုက်လို့ရှိရင်သူကအဲ့ prompt တိုင်းကို prompt ကောင်းရင်ကောင်းတယ်လို့သူ video image ကပိုကောင်းမယ်ပေါ့နော်ဒီအောက်နားလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ video ထုတ်မလား image ထုတ်မလားပြီးတော့တခြား setting တွေရှိမှာပေါ့နော်ဒီမှာဒီ video မှာကျွန်တော်ကဒီ video ထုတ်ပြီးတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော် video ရွေးထားတယ်ပြီးလို့ရှိရင်ဒီမှာအောက်မှာဆိုလို့ရှိရင် frame ရဲ့ ingredients တွေရှိ frame ကကြတော့ဘယ်လိုလဲဆိုတော့သူကဒီမှာတစ်ချက်ပြပြပါမယ် frame ကိုနှိပ်လိုက်လို့ရှိရင်သူကဒီမှာ start နဲ့ end နဲ့ရှိရပေါ့နော်ဒီ start မှာကြတော့သူကိုစမဲ့ frame ကိုထည့် end မှာကျတော့ဆုံးမဲ့ frame ကိုထည့်ပေးရဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်ကဒီ ingredients နဲ့ပဲထုတ်မှဖြစ်တဲ့အတွက်ဒါလေးပဲရွေးထားလိုက်ပါမယ်ပြီးရင်အောက်မှာကကျွန်တော် ratio ရွေးလို့ရပါတော့ ratio ဆိုရင် 9:60 ရှိတယ်ဒါကဒီ TikTok တွေ shorts တွေ reels တွေမှာသုံးတဲ့ဟာမျိုးပေါ့နော်ဒီဘေးနားမှာကျတော့သူက 60:9 ဖြစ်ပါတယ်ဒါကကျွန်တော် YouTube မှာ YouTube တို့ဘာလို့မှာအဓိကသုံးတဲ့ ratio ပေါ့နော်အောက်မှာဆိုလို့ရှိရင်သူကဘယ်နှပုံထုတ်မလဲဗီဒီယိုဘယ်နှခုထုတ်မလဲဆိုတာရွေးလို့ရမှာဖြစ်ပါတယ်တပုံတစ်ခုကနေ၄ခုထိပါပါတယ်ဒါတော့ကိုကြိုက်သလိုရွေးလို့ရပါတယ်ဒါပေမဲ့သူကဒီများရင်များသလို credit ကတော့ကုန်မယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AI model ရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Omni Flash နဲ့ပဲရွေးရပါတော့သူ credit လည်းအရင်မကုန်ဗီဒီယိုတွေလည်းသူနဲ့ထုတ်တဲ့ဗီဒီယိုတွေလည်းမဆိုးဘူးလို့ပြောလို့ရတယ်ဗျ reset တွေပေါ့ဒီမှာဆိုရင် video 3.1 like ရှိရယ် video 3.1 fast ရှိရယ် video 3.1 quality ရှိရယ် quality ဆိုလို့ရှိရင်တော့သူက credit 100အောင်ကုန်မှာပေါ့နော်သူဆိုတော့ပိုမိုက်ပါတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်က free version နဲ့အရင်စမ်းပြဖြစ်တဲ့အတွက် Omni Flash နဲ့ပဲရွေးလိုက်ပါမယ်ဒီအောက်ဆုံးမှာကြတော့သူကဘယ်နှစက္ကန့်စာထုတ်မလဲပေါ့နော်4စက္ကန့်လား6စက္ကန့်လား8စက္ကန့်လား10စက္ကန့်လားဒီ10စက္ကန့်အထိထုတ်လို့ရမယ်ပေါ့နော်ကျွန်တော်ကဒီ10စက္ကန့်ရွေးထားလိုက်ပါမယ်ဒီအောက်မှာသူ့ရဲ့အောက်မှာဆိုလို့ရှိရင်တော့ဒီဟာကိုထုတ်မယ်ကိုရွေးထားတဲ့ setting အတိုင်းဗီဒီယိုထုတ်မယ်ဆိုလို့ရှိရင်သူက credit ဘယ်နှခုကုန်မလဲပေါ့ဒါကိုကျတော့သူဒီအောက်ဆုံးမှာသူရေးပြထားပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခုရွေးထားတဲ့ setting အတိုင်းထုတ်မယ်ဆိုလို့ရှိရင် credit က15ခုကုန်ပါမယ်ဒီဘက်ပေါ်နာလေးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ account ပေါ့နော် account နဲ့လက်ချံ credit တွေကိုတွားကြည့်လို့ရပါတယ်ကျွန်တော်မှနည်းနည်းလေးကိုယ်ရနေဒီနားလေးမှာပါဒီမှာအခုဆိုလို့ရှိရင်ကျွန်တော်မှာက credit 50ရှိရပေါ့နော်ဒီ credit 50ကကြတော့သူကဒီ Google Flow ကနေပြီးတော့ free ပေးတဲ့ credit ပေါ့နော်ဒါမှမဟုတ်ကိုကဒါနဲ့မလောက်သေးဘူးဆိုလည်း upgrade ထပ်မြင်လို့ရပါတယ်မကြည့်လိုက်အောင်နော်50နဲ့20ပေါ့နော်50မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုရင်Google AI Plus ပါမယ်သူကဘတ်189ပြီး AI Pro ပါမယ်950Google AI Ultra ပါမယ်သူကဘတ်3500
နှစ်စဉ်မှာဆိုလို့ရှိရင်ကျွန်တော် AI Plus ကတစ်နှစ်ကို1900ကျပါမယ် AI Pro က9500ကျပါ AI Ultra မှာကျတော့သူကနှစ်စဉ်မရှိဘူးဗျဒီလစဉ်တစ်ခုပဲရှိအောင်ပဲပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ခုနဗီဒီယိုလုပ်တဲ့နေရာလေးကိုပြန်သွားလိုက်အောင်နော်ဒီနားလေးမှာကျွန်တော်ဒီမှာ create avatar ဆိုတာလေးရှိရဗျဒါကြောင့်ကျွန်တော်နောက်ဗီဒီယိုကြာရင်ဗီဒီယိုတစ်ခုတက်ထပ်လုပ်ပေးအောင်ပဲပေါ့နော်သူကကျွန်တော်ကိုယ့်ရဲ့ပုံစံပုံမှန်တဲ့တန်ကိုဒီ avatar တစ်ခုအနေနဲ့ဒီထဲမှာပြောင်းပြီးထည့်ထားလို့ရတယ်ဒါကိုကျွန်တော်ဗီဒီယိုတက်ထပ်လုပ်ပေးပါမယ် Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခုန setting လေးရွေးပြီးသွားပြီဆိုတော့ကျွန်တော် prompt လေးထည့်မယ်ပေါ့နော် Okay အခုဆိုကျွန်တော် prompt ထည့်ပြီးသွားပါပြီprompt ရေးတဲ့နေရာမှာကျွန်တော်သူကမြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုလို့ရှိရင်တော့သူကအင်္ဂလိပ်လိုရေးရ prompt တွေကပို့ပြီးတော့ result ထွက်လာတဲ့အခါပို့ပြီးတိကျတယ်လို့ပေါ့နော်သူပြောရင်ပြောထားတဲ့အတိုင်းပို့ပြီးတိကျတယ်ခံစားရတဲ့အတွက်ကျွန်တော်အင်္ဂလိပ်လိုပဲရေးထားပါပေါ့နော်တကယ်လို့ကိုကအင်္ဂလိပ်လိုမျိုးရေးဖို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီမြန်မာလိုပဲဒီ ChatGPT လိုမျိုး AI chatbot တစ်ခုမှသွားရေးပေးလိုက်ပြီးလို့ရှိရင်သူကအင်္ဂလိပ်လိုပြန်ထုတ်ပေးမယ်ပေါ့နော်ဒီ prompt ပဲလာထည့်လိုက်လည်းရပါတယ် Okay ဒါဆိုရင်ကျွန်တော်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်ဗီဒီယိုစထုတ်လိုက်ပါမယ်ဗီဒီယိုထုတ်တာတော့သူကတိတ်မကြောက်ဘူးဗျ10မိနစ်တောင်မပြည့်ဘူး Okay ဒါလေးကတော့ထွက်လာတဲ့ဗီဒီယိုလေးပေါ့နော်ဒီသူ့ရဲ့ result ကဘယ်လိုအခြေအနေရှိလဲပြီးတော့ဒီ error လေးတွေရောဘယ်လိုပါလာမလဲပေါ့နော်ဒါလေးကိုတစ်ချက်ကြည့်လိုက်အောင်ပေါ့နော်ရှင်းတက်ကထုတ်ထားတဲ့ဖုန်းဆိုတော့ရေးထဲကြလဲအေးဆေးပဲ Okay ကြည့်ရတော့တော်တော်လေးတော့အဆင်ပြေလို့ပြောရမှာပေါ့နော်ဟိုဒီမှာ free ရတဲ့ credit လေးနဲ့အချိန်တူတူအတွင်းမှာဒီလိုလေးထုတ်လို့ရတယ်ဆိုတော့လေဒါပေမဲ့ဒီတချို့နေရာလေးမှာတော့ကျွန်တော် error လေးနဲ့တွေ့ရတယ်ဒီဖုန်းပြုတ်ကျသွားပေါ့နော်ပြုတ်ကျပြီးတော့ကျွန်တော်ပြန်တက်လာတဲ့အချိန်မှာဒီဖုန်းရဲ့ဒီနောက်ကကင်မရာနှစ်ဖက်လုံးမှာပါတယ်ပေါ့နော်ဒီနောက်ဖုန်းနှစ်ဖက်လုံးဖြစ်နေတာပေါ့အရှိ screen မပါပဲနဲ့ပေါ့အမှတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်ဒီလိုမျိုးလေးပေါ့ဒီလို error မျိုးလေးတော့တွေ့ရတယ်ဒါကတော့ဟိုမကြည့်မနဲ့မချင်း prompt ပြန်ပြင်ပြီးတော့ပြန်ထုတ်လို့ရတယ်ပေါ့နော်ကိစ္စတော့မရှိဘူး Okay ဒီနေ့မှာတော့ကျွန်တော်ကဒီ Google Flow ကိုအသုံးပြုပြီးတော့ပေါ့နော် commercial video အတိုလေးတွေကိုအလွယ်တကူဘယ်လိုလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပြီးသွားပြီဖြစ်ပါတယ်ဒီ video ကမိတ်ဆွေအတွက်အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့နောက် video တွေမှာပြန်တွေ့ကြပါမယ်